အကုန်လုံးကလေလုံးဝမနာကြဘူးတလားလောက်တိတိမနာတဲ့နားရက်ဆိုအဲ့တုန်းကဘယ်နည်းရက်ပဲပေးလဲမသိဘူး2ရက်လား3ရက်လားမသိဘူး။မင်းဆိုလို့ရှိရင်ဘဝမှာအပိန်ဆုံး weight ထိရောက်သွားအဲ့ကာရရင်နဲ့တခြား physical ထိုးလက်ဝိထိုးရတယ်လို့ကိုပိုင်တော့ကိုနေထူးနိုင်လို့ဆိုတော့ weight အရန်ချောင်ကြသွား။အရန်လည်းပင်ပန်းတကယ်ကိုခက်ခဲရင်ပြီးတော့စူးစမ်းပြီးရိုက်ထားပါတယ်။ဒါစင်းအိမ်ရပြန်ဆိုဒီ series လေးကမင်းတို့ရိုက်ထားတာတော့တစ်နှစ်လောက်တော့ရှိသွားပြီအရန်ကိုပူလောင်တဲ့နှွေပူမှရိုက်ထားတာအမတ်တရကတော့အဲ့ဒီကာရိုက်ရင်အတားအကုန်လုံး weight အရန်ကျသွားပဲမင်းဆိုလို့ရှိရင်ဘဝမှာအပိန်ဆုံး weight ထိရောက်သွားအဲ့ကာရိုက်ရင်နဲ့တခြား physical ထိုးလက်ဝိထိုးရတယ်လို့ကိုပိုင်တော့ကိုနေထူးနိုင်လို့ဆိုတော့ weight အရန်ချောင်ကြသွားအရန်လည်းပင်ပန်းတကယ်ကိုခက်ခဲရင်ပြီးတော့စူးစမ်းပြီးရိုက်ထားအဲ့တော့ကဆိုလို့ရှိရင်ယမင်း10ပေါင်လားမသိ9ပေါင်လားမသိအရန်ပူတော့လေယမင်းတို့ပြန်ယမင်းရိုက်တာနိုင်စင်းများတယ်နိုင်စင်းများတော့ယမင်းတို့မနက်ကနေအဲ့အိမ်ကြီးတစ်လုံးလုံးအပေါ်ကနေအဲ့လိုအမဲရောင်ဟိုပိတ်စာကြီးနဲ့အုပ်ပြီးတော့ knife လုပ်ပြီးတော့ရိုက်ကြတော့အထက်မှာအဲ့လိုလေဖောင်းဦးတွေကိုထည့်လာသလိုဟာအဲ့လိုလေပူလွားကြည့်လို့လေမှုလည်းမနှဲထည့်ရတယ်ကတ်စွာနဲ့အဲ့လိုပန်ကာကိုလေအဲ့လိုပြေးပြီးတော့လူရအကုန်လုံးပန်ကာရင်းနဲ့ဘေးပတ်လေးမှာဝိုင်းပြီးအဲ့လိုတော့ရိုက်တာအမတ်တရားပါအဲ့အမတ်တရားတော့တော်တော်ရှိရကိုထွက်အဲ့တော့နည်းနည်းတော့နှိမ့်ဆက်တယ်သူကလေနင်းညမနေ့ကောတိုင်း6ခွဲနေတိုင်းတော့6ခွဲကိုတလနီးနော်6ခွဲတဲ့ဟိုအဲ့လိုနောက်မကြဘူး driver အရန်အဲ့လို trainer နားလည်းမနာကြဘူးတော့တကယ်မနာကြမနာနဲ့ run နိုင်တဲ့ production လေအရန်အံ့ဩတယ်အကုန်လုံးကလေလုံးဝမနာကြဘူးတလားလောက်တိတိမနာတဲ့နားရက်ဆိုအဲ့တုန်းကဘယ်နည်းရက်ပဲပေးလဲမသိဘူး2ရက်လား3ရက်လားမသိဘူးပေးတယ်မနေ့6ခွဲတဲ့ဟုတ်နေတိုင်းနေပေါ့အဲ့လို run ကြဟုတ်တယ်ကိုပိုင်နေကပထမဆုံးစုံတာမီ series မှာပထမဆုံးစုံတာအဓိကကတော့ကိုပိုင်တကွန်တို့ကိုနေထူးနိုင်တို့ကိုအတိုင်းနဲ့လဲစုံခြင်းလို့ပေါ့နော်ယမဒီ series လေးကိုလက်ခံပြီးရိုက်ကူးဖြစ်ခဲ့တာပါကမလေးကတော့နည်းနည်းသူကအဲ့လိုဟိုနေရကောင်မလေးသူကနည်းနည်းမဟုတ်မခံဇက်ကျဲလေးပေါ့နော်မဟုတ်မခံဇက်ကျဲလေးမှာသူကဒီကောင်လေးကိုတွေ့တဲ့အခါမှာအဲ့လိုချစ်မိသွားပြီးတော့ဟိုအိမ်အောင်ပြုတ်လိုက်တယ်ပေါ့အဲ့မှာကြုံလာတဲ့ဒုက္ခတွေကိုသူနဲ့အတူတူရင်ဆိုင်ဖြစ်ရှင်းနဲ့ဘေးနားနဲ့မမက်ရက်တီပေးတဲ့ wife ပေါ့ဒီကားလေးကတော့သူကအဲ့လိုမြမလက်ဝင်းနဲ့အဲ့လိုမိသားစု drama ပုံစံလေးရမင်းတို့စကား fight လေးရလေအရင်တုန်းကမြန်မာကားပုံစံလေး fight လေးရတယ်ဇညုံးဖက်ကြရရမင်းတို့အရင်ခေတ်တုန်းကအဲ့လိုမိသားစု drama တွေအရန်ရိုက်ကြတယ်အဲ့လိုပုံစံလေးရတယ်အရန်လဲဟိုဘယ်လိုပြော nostalgia ဖြစ်တယ်အရင်တုန်းကဟာလေးကိုပြန်သတိရတယ်အဲ့လို vibe မျိုးလေးကြိုက်တဲ့ဟို audience ဆိုလို့ရှိရင်တော့ရမင်းတို့ဒီ series လေးကိုသဘောကျမယ်လို့ပြောနေပါတယ်ကိုပြောခဲ့တာလည်းကိုမေ့ပါကြားပြီးဆိုတော့လေခွလို့ပါတနေ့တော့ရှိခံရလက်လေးတော့ရှိပါတယ်အဲ့လိုပေါ့နော်အိမ်အောင်ရေးမှာအဲ့လိုဟိုလူကအောင်မြင်လာတဲ့အများနဲ့ conflict လေးဖြစ်လာတာလေးလည်းရှိတယ်မိသားစုမှာအဲ့ဒါလေးလည်းရိုက်ပြထားပါတယ်ချင်းတဲ့အိမ်အောင်ရေးမှာကိုယ့်ရဲ့ခံယူချက်အဲ့ဒါပြောရတာနည်းခက်တယ်အိမ်အောင်ရေးရတယ်ပေါ့နော်အောင်မြင်မှုတောင်မခံနိုင်တဲ့လူလည်းရှိတယ်စင်ရမှုတောင်မခံနိုင်တဲ့လူလည်းရှိတယ်ပေါ့အတူလူတွေကလို့အောင်မြင်လာတဲ့ပတ်စံရှိလာတယ်ဆိုလို့ရှိရင်သူတို့ရဲ့ true version ပေါ့နော်သူတို့ရဲ့တကယ်ဘာလဲဆိုတာလို့ပေါ်လာတတ်မြဲပေါ့နော်တခါတလေလမ်းကြောင်းမှားဝလေးရှိတယ်ဟိုဘေးပတ်ဝန်းကျင်ကြောင့်ပဲဖြစ်သူရောက်သွားတဲ့ဟိုလုပ်ငန်းခွင်ကလူတွေကြောင့်ပဲဖြစ်ပေါ့နော်အဲ့လိုလမ်းကြောင်းမှားဝလေးရှိတယ်အဲ့ဒီခါမှာဟိုနင်းတွေကတော့ဟိုသူကတော့ဟိုဘယ်လိုပြောမလဲသူတို့နှစ်ယောက်ကြားတဲ့ connection တခုကိုယုံကြည်ပြီးတော့သူ့ကိုမစွန့်ခွာပဲနဲ့ဟိုသူ့ဘေးနားကနေမရက်တီပေးတဲ့ကောင်မလေးပေါ့ဟုတ်အဲ့လိုလေဘဝမှာတကယ်အဲ့ဟွာလေအဲ့တော့104လားမသိရမင်းကအဲ့ကစားရိုက်တုံးကအဲ့တော့ငွေဆောင်ကပြန်လာကစားလူကစားပြီးတော့ဝတ်ပြီးတော့အဲ့ကဝင်ပြီးတော့10ပေါင်9ပေါင်လောက်ကိုတော်ကြွားမကြိုက်ပါနဲ့ပိန်သွားတယ်လေဒီမှာရိုက်ထားမရှိတဲ့ဇလန်ပုံစံမျိုးပြီးတော့ရမင်းတို့ဒီမြမလက်ဝိအခြေခံထားတဲ့မိသားစု drama ပုံစံလေးပေါ့နော်ဟိုပရိသတ်တွေကြည့်ရတာအမြင်ဆန်းမယ် presentation လေးအသစ်တစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ရမင်းတို့ရဲ့ series လေးကိုမေလ30ရက်နေ့လွှင့်လို့ရှိရင်အားပေးကြည့်ရှုဝေဖန်ပေးကြပါဦးလို့ရမင်းကပြောချင်ပါတယ်